Hello အားလုံးမင်္ဂလာပါကျွန်တော်ဒေါက်တာထန်းနိုင်ဖြစ်ပါတယ်ဒီနေ့ကဆိုရင် sharing လုပ်ပေးမယ့်အကြောင်းလေးကတော့ဇာကိုနီယာသွားလေးအကြောင်းဖြစ်ပါတယ်ဒီဇာကိုနီယာသွားလေးတွေရဲ့ဘယ်လိုနေရာမျိုးမှာဘယ်လိုမျိုးတက်ပြီးတော့ဘယ်ဟာလေးကောင်းကျိုးဆိုးကျိုးရှိရဲဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်သူရဲ့ကောင်းကျိုးအနေနဲ့ကတော့ဒီကောင်လေးတွေအရန်မာပါတယ်အရန်မာဖြစ်တဲ့အကြောင်းလေးဒီနောက်သွားလို့မျိုးနေရာလေးမှာလည်းမိုလာသွားလေးကိုပုံနေရာလေးဒီမှာသူတို့တုံပါတယ်ဒီတိတ်ပြီးတော့ကွဲတာတွေကျိုးတာတွေနည်းနည်းရှားပါတယ်နောက်တစ်ခုအနေနဲ့ဆိုရင်တော့သူကတဘာဝသွားလေးတွေလိုပဲသူကတော်လေးကိုသွားတဘာဝသွားနဲ့အယောင်နီးစပ်ပါတယ်သူတပြင်းဒါကြောင့်မလို့ရှေ့သွားလေးကိုတုံးတဲ့အခါကျရင်ကျွန်တော်တို့ကဒီဇာကိုနီယာလေးနဲ့ထည့်ဆိုရင်တော်လေးကိုလှပါတယ်။ဘာဖြစ်လို့လှရလဲဆိုရင်သူရဲ့အတွင်းထဲမှာဆိုလို့ရှိရင်တထုလည်းမပါဘူး။တထုမပါတာဖြစ်တဲ့အတွက်ကြောင့်မလို့အခြေတွေမှာဆိုရင်လည်းအမဲအောင်စင်းချောင်းတွေပေါ်လာရင်လည်းမရှိဘူး။တထုနဲ့တက်မတဲလူတွေအတွက်ဆိုရင်လည်းဒီကောင်လေးတွေတော်ကိုတင့်တော်ပါတယ်။ဒီတဖုံးသားနဲ့ဆိုရင်လည်းသူတို့ကတော်လေး compatible ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတဖုံးတွေရားတာတဖုံးတွေရောင်ရမ်းတာတွေလည်းသူကဆိုလို့ရှိရင်တော်လေးကိုမှတက်တာပါတယ်နောက်တစ်ခုကောင်းတဲ့အချက်အနေနဲ့ဆိုတော့ကျွန်တော်တို့ဒီရဲ့အတွင်းထဲမှာတက်ထုမပါတာဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်ကြာလာတဲ့အမြတက်ထုကြောင့်မလို့နန်လာတဲ့အနံ့ပေါ့နော်အဲ့အနံ့လည်းမရပါဘူးသူ့ထဲအတွင်းထဲမှာတော့တက်ထုမပါတာဖြစ်တဲ့ကြောင့်မလို့နောက်တစ်ခုကဒီကောင်တွေကအယောင်လည်းမပြောင်းလွယ်ပါဘူးဒါကြောင့်အယောင်မပြောင်းတာလည်း coffee တို့ tea တို့ wine တို့စတဲ့အကြောင်းမလို့ stain ဆွဲတာဆိုရင်လည်းသူတို့တော်လေးကိုနဲပါတယ်အချိန်ကြာကြီးလည်းသုံးလို့ရပါတယ်ဘာလို့လဲဆိုတော့ကောင်းမွန်တဲ့တခြားထိမ့်သိမ့်မယ်ဆိုရင်ဒီကောင်လေးတွေဆိုရင်10နှစ်ကနေပြီးတော့စကန်နဲ့နှစ်20တိတော့တော်လေးကိုခိုင်ပါတယ်ဒါပေမဲ့သူ့ရဲ့စိုးတဲ့အချက်အနေနဲ့ဆိုတော့သူကအရန်ဈေးကြီးပါတယ်ဒီတခြားသွားဆိုင်တဲ့ပစ္စည်းတွေထက်ကိုသူကဆိုရင်တော်လေးကိုဈေးများကြပါတယ်နောက်တစ်ခုအနေနဲ့ဆိုရင်သူကတကယ်၍များဒီကောင်လေးကကျိုးသွားတယ်ပဲ့သွားတယ်ကွဲသွားတယ်ဆိုရင်သူ့ရဲ့အပေါ်မှာပြုတ်တင်လို့မရပါဘူးပုံမှန်ဆိုရင်ဒါကွဲသွားတယ်ပဲ့သွားတယ်ဆိုအတစ်ပြန်လို့ရတာများပါတယ်ဒီဇိုင်းမကောင်းလို့ဆိုလို့ရှိရင်လည်းကျိုးနိုင်တယ်ပေါ့နော်များသောအားဖြင့်ကျိုးတဲ့နေရာလေးอ่ะဆိုရင်ကျွန်တော်တို့ဒီသွားရဲ့ဒီ pontis နေရာနဲ့သူ့ရဲ့ဒီထောက်ကန်ထားတဲ့နေရာပေါ့နော်အဲ့ရဲ့နေရာဒီနားလေးတွေမှာဆိုရင်သူကဒီဇိုင်းမကောင်းဘူးဆိုလို့ရှိရင်သူကတိတိကျကျလေးမလုပ်ထားအောင်ဆိုရင်ဒီကောင်လေးတွေတောင်လေးမှာဆိုရင်သူကအပ်ပြီးတော့ကျိုးသွားနိုင်ပါတယ်ပေါ့နော်တကယ်၍ဒီကောင်လေးကအရန်မာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်လေးတက်မယ်ဆိုရင်သူကညာဘက်သွားကျိတ်တက်တဲ့လူဆိုရင်တော့သူတို့အနေနဲ့ဆိုရင်ဒီ night gap လေးတွေဝတ်ဖို့လိုပါတယ် night gap ကဒီလိုမျိုးပုံစံမျိုးလေးလည်းလာပါတယ်ညာသွားမယ်မျိုးစုံတော့လာပါတယ်ပေါ့နော်ဒါပေမဲ့ဒါဆိုနမူနာတစ်ခုအနေနဲ့ပြပေးထားပါဆိုတော့ကောင်းတာဆိုရပြောပြီးသွားတဲ့အခါကျရင်ဒီ Zagonia Bridge တွေကဘယ်လိုအတွက်တင့်တော်လဲပေါ့နော်အဓိကတော့အလှပကိုရန်ကုန်မှာဦးစားပေးရပေါ့နော်အလှပအရန်ဦးစားပေးရလူတွေဒီကောင်လေးတွေသဘာဝသွားတဲ့တော်တူတာဖြစ်တဲ့အကြောင်းမလို့လှပဦးစားပေးရလူတွေဆိုရင်တင့်တော်တယ်နောက်တစ်ခုက metal allergy ရှိရလူပေါ့နော်တော်ကြာအချိန်ကြာသုံးချင်တယ်ရှေ့သွားဖြစ်စေနောက်သွားဖြစ်စေပေါ့နော်သူတို့အနေနဲ့ဒီ restoration တစ်ခုကိုကောင်းတဲ့အရည်အသွေးတစ်ခုလိုချင်တယ်ဆိုရင်တော့သူကဆိုရင်ဒီ Zagonia Bridge တွေ Zagonia Crown တွေဒီဟာလေးတွေသုံးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်လက်တွေ့မယ်နော်